ယောက်ျားပြီးသားရဲ့ရုပ်နဲ့မိန်းမချောရုပ်အရက်ပူးတဲ့သူနဲ့အရက်ရှည်တဲ့သူပိန်ပိန်တွဲ K-pop idol body မိန်းကလေးနဲ့ကောက်ချောင်းရှိတဲ့မိန်းကလေးနော်ပြီးတော့ bad boy versus nice guy ပြီးတော့ dead ball လို့ခေါ်တဲ့အရန်မဝအရန်မပိန် muscle line တွေလည်းမရှိတဲ့ခန္ဓာကိုယ်နဲ့ six pack abs တွေအပြည့်ရှိနေတဲ့ခန္ဓာကိုယ် science အရာဘယ်တစ်ခုက attraction အရှိဆုံးဖြစ်မလဲbrain pop ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပေါ့ပပပပျော်ဖို့ကောင်းတဲ့ debate လေးလုပ်ကြမယ်ဘလို့အမျိုးသားဘလို့အမျိုးသမီးတွေကစစ်တမ်းအရာဆွဲဆောင်မှုပိုအားကောင်းလဲဆိုတာကိုကြည့်လိုက်ရအောင်အဆုံးထိကြည့်ပေးပါ winner တွေက brother တို့ကို surprise ဖြစ်သွားစေပါလိမ့်မယ် masculine man versus pretty boy K-pop idol type ဆိုတော့အမျိုးသမီးတော်တော်များများကများသောအားဖြင့်နူးညံ့တာမိန်းကလေးဆက်ဆံချောတဲ့ယောက်ျားလေးအများစုကို long time partner ဖြစ်ရွေးချယ်တတ်ကြတယ်သူတို့စိတ်ထဲမှာအဲ့လိုယောက်ျားလေးမျိုးဟာနှွေးထွေးမှုပေးတတ်တဲ့သူဖခင်ကောင်းတယောက်ဖြစ်နိုင်တဲ့သူဖြစ်မှတ်ယူထားတတ်ကြတယ်ယောက်ျားပြီးသားပြီးခန့်ညားတဲ့ရုပ်မျိုးတွေကြတော့ခဏတာစိတ်လှုပ်ရှားမှုကိုဖြစ်စေပြီးတော့သူတို့စိတ်ထဲမှာ jeans ကောင်းတယ်ဒီလိုရုပ်နဲ့ယောက်ျားမျိုးကလွှမ်းမိုးနိုင်တဲ့သူမျိုးလို့သတ်မှတ်လေးရှိကြတယ်ယောက်ျားလေးတော်တော်များများကမိန်းကလေးတွေကိုဒီလိုယောက်ျားဆက်ဆံရုပ်ဖြောက်ဖြစ်မှငါ့ကိုစိတ်ဝင်စားကြမယ်လို့ခံစားလေးရှိတတ်ကြတယ်အနိုင်ရရှိသူကတော့ pretty boy ဖြစ်ပါတယ်ဘာလို့လဲဆိုတော့မိန်းကလေးအများစုကရေရှည်ဆွဲဆောင်မှုရှိရလို့ခံစားတတ်ကြလို့ပါစားရတော့ကျွန်တော်လည်းအစမထင်တာရောလိုမျိုးဟာ minute tall guy versus short guy ဆိုလိလာမှုတွေကအမျိုးသမီးတွေကပုံမှန်အားဖြင့်သူတို့တွေထက်အရက်ရှည်တဲ့အမျိုးသားတွေကိုပိုစိတ်ဝင်စားတတ်ကြပါတယ်အမျိုးသားတွေကတော့ပြောင်းမြန်သူတို့ထက်အရက်မပူရင်တောင်မှ average အရက်လောက်ဖြစ်နေမှသဘောကျတတ်ကြတယ်သူတို့ထက်အရက်ရှည်နေများသောအားဖြင့်မရွေးချယ်တတ်ကြအောင်အရက်ဆိုတာ first impression ပါပဲဒီလိုအရင်ရေးပါပေမဲ့ရေရှည်လက်တွဲသွားတဲ့ခါမှာအဲ့အရာတွေကတိတ်တော့အရေးမကြီးတော့ပါဘူးအနိုင်ရရှိသူကတော့ tall guy ပါပထမဆုံးမြင်တွေ့ရတဲ့အခါမှာအမျိုးသမီးအများစုကစိတ်ဝင်စားတတ်ကြလို့ပါနံပါတ်3 brown white yellow black စသဖြင့် skin ပေါ့နော်အသားအရောင်ကတော့ culture နဲ့ယဉ်ကျေးမှုတွေမှာအရန်သက်ဆိုင်သွားပါတယ်ကျွန်တော်တို့အာရှမှာဆိုရင်တော့အသားဖြူတာကအဆင့်တန်းရှိပြီးလှပတယ်လို့သတ်မှတ်ထားကြပါတယ်အနောက်တိုင်းဘက်ချက်မှာကျတော့နေပူစာလုံတာတဲ့နဲ့ဖြစ်လာတဲ့ tan skin ညိုညိုလေးလို့ပြောမလားနည်းနည်းမဲတဲ့ဘက်ချောင်းသွားတဲ့အရောင်ကို healthy ဖြစ်တဲ့သားရည်လို့သတ်မှတ်လေးရှိကြတယ် African နဲ့ Caribbean ယဉ်ကျေးမှုတွေမှာကျတော့မဲနဲ့နေရာကိုသဘောကျကြတယ် science အရတော့ healthy skin color ကပိုပြီးဆွဲဆောင်မှုရှိလို့ပြောတယ်ဆိုညက်ညောတဲ့အသားရည်ရွှေရောင်သုံးဖို့အဝါရောင်ပတ်တန်းတဲ့အသားရည်နီမြန်းမြန်းဖြစ်တာလေးကအရန်ဖြူအရန်မဲရတတ်ဆိုင်ပိုပြီးဆွဲဆောင်မှုရှိလို့သူတို့ယုံကြည်ထားကြတယ်အနိုင်ရရှိသူကတော့ဘယ်သူမှမနိုင်ပါဘူးအသားအရောင်အားလုံးကသူ့အနေနဲ့သူဆွဲဆောင်မှုရှိကြပါတယ် universal winner ဆိုတာမရှိပါဘူးဘလို့အသားရောင်ကပိုဆွဲဆောင်မှုရှိတယ်ဆိုတာတဲ့ကျမ်းမာတဲ့အသားရည်ဝင်လက်တဲ့အသားရည် glow နေတာမျိုးပေါ့နော်ဒီလိုအသားရည်မျိုးကပဲအမြဲအနိုင်ရလေးရှိကြပါတယ်ဘယ်လေ skinny girl K-pop style မျိုးပေါ့နော် curvy athletic girl western ideal K-pop အမင်းကလေးအများစုပိမ့်ပိမ့်သွဲလေးတွေကဒီ East Asian culture မှာများသောအားဖြင့်ရေပန်းစားလေးရှိကြတယ်အနောက်တိုင်းနိုင်ငံတွေမှာတော့စစ်တမ်းအရတော့မိန်းကလေးတွေရဲ့ခါးကနေတင်ဒီ ratio 0.7 အနေထားတနည်းအားဖြင့်ကောက်ကြောင်းပေါ်ပြီးတော့အားကစားလုပ်တဲ့မျိုးသမီးခန္ဓာကိုယ်မျိုးကယောက်ျားလေးတွေအများစုပိုနှစ်သက်ကြတယ်အလွန်အကျွံပိန်ခြင်းကလည်းကျမ်းမာပြီး balance ဖြစ်တဲ့ခန္ဓာကိုယ်ထက်ဆွတ်ဆက်မှုပိုအားနေတယ်ဒါကြောင့်မလို့အနိုင်ရရှိသူကတော့ကောက်ကြောင်းပိုပေါ်တဲ့ curvy athletic ခန္ဓာကိုယ်မျိုးကတကဘာလုံးအတိုင်းအတာနဲ့ရှင်ရင်အနိုင်ရရှိပါတယ်ဒါပေမဲ့လည်း K-pop singer မိန်းကလေးတွေရဲ့ခန္ဓာကိုယ်ကလည်း cultural အရတော့သူတို့ဟာသူ့နဲ့သူရေပန်းစားလေးရှိကြပါတယ်ဆိုတော့နံပါတ်5 old partner versus younger partner ယောက်ျားလေးအများစုကတော့ single ဖြစ်စဉ်နဲ့မွေးဖွားမှုနှုန်းတိလာမှုအရာမိန်းကလေးငယ်တာကိုပိုသဘောကျတတ်ကြပါတယ်အမျိုးသမီးတွေကလည်းကိုယ်ထက်ရင်ချက်မှုရှိတဲ့သူတည်ငြိမ်တဲ့ဥစ္စာအသင့်တရှိတဲ့သူစသဖြင့်အသက်ကြီးတဲ့သူအများစုကိုရွေးချယ်တတ်ကြပါတယ်တက်ရွယ်ကောက်ဟမှုအများများတော့ဆွဲဆောင်မှုနေတတ်ကြပါတယ်အနိုင်ရရှိသူကတော့မိန်းကလေးဘက်ကကြည့်ရင်တော့ကိုယ်ထက်အသက်ကြီးတဲ့သူအမျိုးသားအနိုင်ရရှိပြီးတော့အမျိုးသားဘက်ကကြည့်ရင်တော့ကိုယ်ထက်အသက်ငယ်တဲ့အမျိုးသမီးကပဲအနိုင်ရရှိပါတယ်မမနဲ့မောင်လေးဆိုတာတဲ့ကိုကြီးနဲ့ညီမလေးကပဲရွေးချယ်ကြတာများပါတယ် introvert versus extrovert တွေကတော့ first impression မှာအရန်ဦးစားပေးခံရတတ်ပါတယ်ဥပမာ social ကိစ္စတွေအပြန်သွားတာတွေအပျော်ပါတစ်ခုလုပ်တဲ့ခါတွေမှာအရန်ထင်ပေါ်ပါလိမ့်မယ် so introvert တွေကတော့လေးနဲ့တဲ့ relationship အတွက်ဆိုတော့ပိုပြီးဆွဆောင်မှုရှိပါတယ်ဥပမာသူတို့ကသေချာစဉ်းစားတတ်တဲ့သူတွေတခါလေကြားလို့ရှိရင်လျှို့ဝှက်စမ်းကြတယ်သူတို့အကြောင်းသူသိမပြောဘူးပြီးတော့ good listener ဖြစ်တတ်ကြပါတယ်သူများပြောတာကိုသေချာနားထောင်ပေးတဲ့သူမျိုးတွေပေါ့နော်ဆွဆောင်မှုဆိုတာများသောအားဖြင့်တူညီတဲ့သူတွေပေါ်မှာပိုပြီးမှုတည်လူတွေကသူတို့နဲ့ personality တူတဲ့သူမျိုးကိုပိုပြီးသဘောကျလေးရှိကြတယ်ဒါကြောင့် type ဖြစ်ပါတယ် introvert နဲ့ extrovert ကဘယ်သူကပိုပြီးဆွဆောင်မှုရှိတယ်ဆိုတာမရှိပါဘူးတယောက်ချင်းစီပေါ်မှာမူတည်ပါတယ်နံပါတ်9 rich bad boring versus broke bad anxiety လေ့လာမှုတွေရတော့ငွေကြေးပိုင်းမှာတည်ငြိမ်တဲ့အမျိုးသားအများစုကိုအမျိုးသမီးတွေကရေရှည်လက်တွဲဖို့အဖြစ်ရွေးချယ်လေးရှိကြပါတယ်ဒါပေမဲ့စိတ်လှုပ်ရှားဖို့ကောင်းလုပ်တတ်တဲ့ယောက်ျားလေးတွေ surprise တတ်တဲ့အမျိုးသားတွေပါဗျာပြီးတော့ရီမန်းချက်ကြီးပြီးဖန်တီးမှုအားကောင်းတဲ့သူတွေကလည်းဆွဆောင်မှုရှိနေပြန်တယ်ရေလိုဆိုရင်တော့အရန်ရိုတက်တဲ့ကောင်လေးတွေကိုစဉ်းစားမိလိုက်မယ်ဒါပေမဲ့ရေရှည်ဆိုရင်တော့တည်ငြိမ်သွားယောက်ျားလေးတွေကအနိုင်ရလေးရှိကြပါတယ်ဒါကြောင့်အနိုင်ရရှိသူကတော့ respect boring တွေကအရေးရှိတဲ့အနိုင်ရလေးရှိပါတယ်ငွေကြေးခက်ခဲရှိပြီး rotate တဲ့ကောင်လေးတွေကတော့ခဏတာတော့ပဲနိုင်ရပါလိမ့်မယ် shit
bad boy versus nice guy so bad boy တွေကတော့ confident ရှိတယ် risk ယူရတယ်တတိရှိတယ်နောက်အဲ့ဒါက main လေးတွေအတွက်ဆွဲဆောင်မှုရှိနေတယ်ဒါပေမဲ့အမျိုးသမီးတွေကအိမ်အောင်ရေးနဲ့ရေရှည်အချစ်အတွက်ဆိုရင်တော့ nice guy ကိုပေါ့တခဲနဲ့ရွေးချယ်တတ်ကြပါတယ်ကျင်နာတတ်တဲ့သူ main လေးတွေရဲ့စိတ်ကိုအထူပါနားလည်ပြီးတိတက်တဲ့သူတွေကကိုမာနထားတတ်တဲ့ယောက်ျားလေးတွေထပ်ပိုပြီး sexy ကြရလို့ပြောရကြတယ်ဟုတ်လား main လေးတို့ဆိုတော့အနိုင်ရရှိသူကတော့ nice guy ပဲဖြစ်ပါတယ်နံပါတ်9 natural beauty versus makeup queen လေးလာမှုတွေရတော့အမျိုးသားတွေက natural looking makeup လိမ့်တဲ့အမျိုးသမီးတွေကို heavy makeup လိမ့်တဲ့အမျိုးသမီးတွေထပ်ပိုပြီးသဘောကျရရှိပါတယ် makeup ကမျက်နှာရဲ့အလှတရားကို boost လုပ်ပေးလိုက်သလိုပဲဒါပေမဲ့အရင်များသောတဲ့အခါမှာအတူအယောင်လို့ခံစားရတယ်ယုံကြည်မှုရှိရှိနဲ့သဘာဝအတိုင်းလှတဲ့သဘာဝအတိုင်း makeup လိမ့်ထားတဲ့အမျိုးသမီးအများစုကိုအမျိုးသားတွေကပိုပြီးနဲ့တတ်ကြပါတယ်ဒါကြောင့်အနိုင်ရရှိသူကတော့သဘာဝအတိုင်းလှတဲ့ makeup ပပလိမ့်တဲ့ natural beauty အဖွဲ့ကပဲအနိုင်ရရှိပါတယ်နံပါတ်10 funny guy versus handsome guy ဆွဲဆောင်မှုရှိတဲ့ဆိုတဲ့အရာတွေထဲမှာဟာတညံရှိတဲ့သူတွေထိတ်ဆုံးမှာပါပါတယ်သူတို့ကကိုယုံကြည်မှုရှိတယ်ညံလဲကောင်းတယ်စိတ်ဝင်စားဖို့ကောင်းတယ် handsome ဖြစ်တဲ့သူတွေက first impression မှာအရင်ကောင်းဝင်မဲ့ funny guy တွေကတော့ attention တော်တော်ယူနိုင်ကြတယ်အနိုင်ရရှိတဲ့သူတွေကတော့ funny guy မှာပဲ brother တော့မသိဘူးကျွန်တော်ကတော့အဲ့ဒါကိုလက်ခံတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဟာတလုပ်တဲ့တငယ်ချင်းတွေနဲ့ပေါင်းပြီးတော့သူတို့ရဲ့ဆွဲဆောင်မှုက main လေးတွေ attention ကိုတော်တော်ရရဲဆိုသတိထားမိတယ်ကျွန်တော်သိတဲ့အကိုတယောက်ရှိတယ်သူကအသားမဲရဲပူရုပ်ကလည်းချောရဲတယ်မှာမပါဘူးဒါပေမဲ့ဟာတအရင်လုပ်တဲ့သူလိုက်တဲ့ကောင်မလေးကျွန်တော်အမြင်နဲ့ဆိုမဖြစ်နိုင်ဘူးလို့ထင်မိရသူနဲ့ရှင်တော့အများကြီးချောတာဘူးဒါပေမဲ့ဆရာကြီးကရသွားတယ်ဗျာတကယ်အံ့ဩဖို့ကောင်းတယ် Master confident girl versus shy girl ကိုယုံကြည်မှုရှိတဲ့အမျိုးသမီးတွေကအမိကိုကင်းတယ်ကိုယ့်ဘကိုရက်တည်နိုင်တယ်ဒါတွေကဆွဲဆောင်မှုရှိနေဆက်တက်တဲ့ main ကလေးမျိုးကြတော့လဲနူးညံ့သိမ်မွေးကြတယ်ချင်းကပ်ရလွယ်ကူတယ်ဒါပေမဲ့ main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ် rating အရဆိုရင် confident ရှိတဲ့သူကပဲဥဆောင်လဲရှိပါတယ်ဒါကြောင့် confidence ရှိတဲ့ main ကလေးကပဲအနိုင်ရရှိပါတယ်မစနစ် smart nerd versus cool jock smart nerd ဆိုတာတိတာထူးခြားတဲ့ဉာဏ်ရည်ဉာဏ်သွေးရှိပြီးတော့အတက်ပညာတစ်ခုခုပညာရေးဘိုင်းတော်၎င်းအခြား technical ဘာသာရပ်တစ်ခုကိုလေ့လာလိုက်စားပြီးထူးချွန်နေတဲ့သူမျိုးသူတို့ကလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အပိုင်းမှာနည်းငယ်တော့ awkward ဖြစ်တတ်တယ် introvert တွေပေါ့ဗျာဒီလိုလူမျိုးတွေကရေရှည်လက်တွဲပေါ်ဖြစ်ဆွဲဆောင်မှုရှိတယ်ပြောတယ်ဒီဘက်မှာ jock ဆိုတဲ့သူတွေတနည်းအားဖြင့်အားကစားတစ်ခုခုကိုအရင်လိုက်စားတဲ့သူကျမရေးလိုက်စားတဲ့သူသူတို့ကတော့ဉာဏ်ကောင်းတဲ့အထဲမှာတော့မပါဘူးညာတော့အားကစားလုပ်ပြီးအချိန်ကုန်တက်ကြတာများတယ်ဆိုတော့အနိုင်ရရှိသူကတော့ smart nerd တွေကအနိုင်ရရှိပါတယ် main ကလေးတွေကဒီလိုမျိုးတွေပဲပိုပြီးစိတ်ဝင်စားတတ်ကြလို့ပါဟုတ်လားမသိမဆက်တော့ tattoo versus clean cut look tattoo ရှိသူကရရင်မှုသို့မဟုတ်လူအတိုင်းဝိုင်းရဲ့အမြင်မျိုးမျိုးကို view မဆိုင်တဲ့သူ creativity ကိုနှစ်သက်မြင်လို့တဲ့သူစသဖြင့်သတ်မှတ်လို့ရတဲ့အပြင်အခြားခံယူချက်မျိုးမျိုးနဲ့ထိုးတဲ့သူလည်းရှိကြပါတယ် clean cut ဖြစ်တဲ့သူတွေ tattoo မရှိသူမထိုးသူတွေကတော့မိမိကိုယ်ကိုလုံခြုံဖို့အတွက်သူများကိုယုံကြည်စေချင်တယ်ပြီးစိတ်ချရတဲ့ရှင်နဲ့တဘာဝအတိုင်းရှိနေခြင်းကိုနှစ်သက်မြင်လို့တဲ့သူတွေစသဖြင့်ခံယူချက်မျိုးမျိုးရှိကြပါတယ်နာမကြောက်လို့မထိုးတာလည်းပါပါမှာပေါ့နော်ကျွန်တော်ဆိုထိုးပြီးမကြိုက်တော့လို့ရှင်ပြန်ဖြတ်လို့မရတော့မှဆိုလို့မထိုးဘူးဒေတာနဲ့ပြန်ဖြတ်လို့ရတယ်ဆိုမှလည်းရင်အသားရည်ပြန်မဖြစ်နိုင်တော့ဘူးအားကြောင့်မထိုးဘူးပေါ့နော်လေးလာမှုတွေကတော့တက်တူးရှိသူတွေကရေတုံနေနဲ့ဆွဲဆောင်မှုရှိပြီးတော့နိုင်ရလေးရှိတယ်ရေရှည်လက်တွဲဖို့ဆိုရင်တက်တူးမရှိသူတွေကရွေးချယ်ခံရလေးရှိပါတယ်အဲ့တော့အနိုင်ရရှိသူကတော့တက်တူးမရှိသူများဖြစ်ပါတယ်Massively deadboard versus sit back apps. Survey ရတော့60%တော့အမျိုးသမီးတွေက deadboard ကိုကြိုက်ကြတယ် deadboard ဆိုတာကအရင်မပိန်လုံးအရင်မဝလုံး muscle line နဲ့လည်းပေါ်မနေပဲနဲ့ shape လေးပေါ်ရုံလောက်ပဲပုံထဲမှာပြရတဲ့အတိုင်းပဲစပိုက်ကလေးနည်းနည်းလေးထွက်နေမယ်စင်လုံးချိုးလေးဖြစ်နေတာပြောတာသူတို့ကအမျိုးသမီးတွေကဘယ်လိုမြင်လဲဆိုတော့ fun ဖြစ်တယ်သူတို့နဲ့နေလုံခြုံမှုခံစားရတယ်ကိုအရန်ဆွဲလန်းတဲ့သူတွေမှမပါဘူးပေါ့နော်တချို့ကကိုအရန်ချစ်တဲ့သူတွေရှိတာဟုတ် sit back နဲ့ကောင်လေးတွေလည်းသဘောကျနေတဲ့ချက်ကိုခံရပါတယ်တစ်ဖက်မှာတော့သူတို့ကိုကြည့်ရတာချင်းချောက်တဲ့ခံစားချက်မျိုးပေးတယ်မဟုတ်လို့ရှင်ဒီမျိုး setback ခန္ဓာကိုဖြစ်လာဖို့အရင် queue ဆိုင်ရမှာပဲလို့တွေးမိတဲ့သူလည်းရှိတယ်ဟုတ်လားကျွန်တော်တော့မသိပါတော့ main ကလေးတွေတွေ့ပေါ့နော်ဝင်တာကတော့အန်အားတင်းစရာကောင်းအောင်ပဲ deadboard တွေကနိုင်ရရှိပါတယ်သူတို့ထူးဆန်းရနော်နံပါတ်5 traditional versus modern woman အိမ်တော်မှုကိုနိုင်နေတဲ့ main ကလေးတွေကရှေးဥဆန်တဲ့လူမျိုးရဲ့အတွက်တော့ကြိုက်နေတဲ့စရာဖြစ်နေတော့မယ်တိုးတက်လာတဲ့ခေတ်ကြီးမှာတော့ခေတ်ဆက်မြင့်လုပ်ငန်းကိုင်ငန်းကိုစ조사လုပ်ကိုင်တဲ့အမိခိုကင်းမဲ့တဲ့အမျိုးသမီးတွေကအမှတ်များရလေးရှိကြပါတယ်လေးလာမှုတွေရတော့အမျိုးသားတွေကအမျိုးသမီးတွေကိုနေရာတစ်ခုမှာပုံသေးကားချက်ထားတာတဲ့ဥမာမျိုးကြောင့်လှုပ်ကြီးပဲလှုပ်ကလေးပဲထိတ်အိမ်မှုကိစ္စတွေပဲလှုပ်ကွာဆိုပြီးထားတာနှွေးထွေးပြီးတော့ငြိမ်ထက်မြက်တဲ့အမျိုးသမီးတွေဥမာယောက်ျားကိုသူလုပ်နေတဲ့လုပ်ငန်းတွေမှာသို့မဟုတ်သူမဖြည့်ရှင်းနိုင်တဲ့နေရာတွေမှာအထိဝင်ရောက်အကြံပေးနိုင်တဲ့သူသို့မဟုတ်ဝင်ရောက်ဖြည့်ရှင်းပေးနိုင်တဲ့သူမျိုးခင်မွန်းတဲ့ရဲ့လိုအပ်ချက်ကိုမိခိုနေတာထက်ဖြည့်ဆည်းပေးတဲ့သူမျိုးဒါပိုပြီးသဘောကျလေးရှိပါတယ်ဒါကြောင့်အချို့နေရာတွေမှာ culture ရမတူတာလေးတော့ရှိတော်ညာလည်းပဲတစ်ကမ္ဘာလုံးနဲ့ရှင်နေဆိုတော့ modern woman တွေကအနိုင်ရရှိပါတယ်ဆိုတော့ဒါပါပဲအချို့အနေနဲ့ပြောမယ်ဆိုရင်ရက်ရှိတဲ့သူဟာတာပြောတဲ့သူမိမချောတဲ့ယောက်ျားလေးတွေကိုလုံးကိုပေါက်ကောက်ကြောင်လာတယ်စသဖြင့်ရှိပေမဲ့လည်းအဆုံးမှာတော့ science ကကျွန်တော်တို့ကို average ဆိုတဲ့ရေဘူးရ result ပဲပြရပါ
culture တစ်ခုချင်းစီတိုင်းမှာလူတဦးတယောက်ချင်းစီတိုင်းမှာမတူညီတဲ့နှစ်သက်မှုမျိုးကရှိကြစမြဲပါ attraction ဆိုတဲ့အရာကအပြင်ပန်းအသွင်ပြန်ထက်ကိုယုံကြည်မှုသူတို့ဘာအပေါ်ကျန်တတ်မှုဟာတာညံရှင်မှုပြီးတော့ကိုယ့်ရဲ့အထက်ကစီးထွက်လာတဲ့ energy ပေါ်မှာအများကြီးဆက်ဆိုင်ပါတယ်လေးလေးလံတဲ့စကားပြောလဲစိတ်မပါလက်မပါဖြစ်နေဖို့မဟုတ်ပဲ energy အပြည့်နဲ့လူတွေကိုပြောဆိုဆက်ဆံနိုင်ကြတယ်အရေးကြီးပါတယ်ဒါကြောင့်အရက်မရှည်လို့ရုပ်မချောလို့ခန္ဓာကိုယ်ကိုလုံးကိုပေါင်းမလှလို့စိတ်မညစ်နေပါနဲ့ be the best ကျမ်းမာအောင်နေကိုယုံကြည်မှုရှိနေဘာလို့လဲဆိုတော့အဆုံးမှာလူတွေကလူမျိုးကိုပဲရွေးချယ်တတ်ကြတော့ပါကျွန်တော်လည်းမသိ motivation speaker ဖြစ်နေဒါကြောင့်ဒီဗီဒီယိုမှာ Bear versus က brother ကိုအံ့အားသင့်စေဆုံးလဲကျွန်တော်ကတော့ main လေးတွေ spec မကြိုက်တာများတယ်ဆိုတော့တော်တော်အံ့မောမိတယ် brother တို့ဘယ်လိုထင်လဲ comment ထဲမှာကိုယ့်ရဲ့အမြင်ကို share လုပ်သားပေးခဲ့လို့ရပါတယ်နောက်နေ့မှတွေ့ကြမယ်